စဘာထွက်ရင်စောနဲ့ပလဲကိုတခါတည်းအကုန်မပတ်လိုက်နဲ့အောင်ပလဲလေလွင်နေပြီးစဘာထွက်ချမ်းကိုထည့်ရမယ့်ပုံစံလေးကိုအခုပြပြပြပါမယ်တရားဒီလုံးမှာအသုံးပြုမယ်ပလဲပမာဏကို6ပုံညီမျှပုံလိုက်ပါ15ရက်သားမှာတပုံကိုထည့်ပါပင်ပွားများရဖို့အတွက်ပင်ပွားချိန်မှာနောက်ထပ်2ပုံကိုအသုံးပြုပါအောင်စိပမာဏများပြီးအရေးသွေးကောင်းတဲ့စဘာတွေရရှိဖို့အတွက်မှုတ်ကက်ချိန်မှာနောက်ဆုံး3ပုံကိုထည့်သွင်းပေးပါ6ပုံညီမျှပိုင်းပြီးတော့3ချိန်ထည့်ရမှာနော်အဲ့လိုမထည့်ရင်ရောဘာဖြစ်မှာလဲအဲ့လိုမထည့်ရင်တော့ပလဲတွေလေလွင်ဆုံးရှုံးမှုများပြီးတော့စဘာထွန်းလုံးတွေခွမ်းသွားမှာပေါ့အဲ့ဒါကြောင့်6ပုံညီမျှပုံပြီးကျွေးမယ်ဆိုလို့ရှိရင်စဘာပင်တွေကျန်းမာတန်ဆွမ်းလာမယ်ပြီးလို့ရှိရင်တော့ဖြတ်ပိုးနဲ့ယောဂတန်တွေကိုခံနိုင်ရင်ရှိလာမယ်နောက်တစ်ခုအနေနဲ့ပလဲလေလွင်ဆုံးရှုံးမှုတွေကိုလည်းကာဝယ်ပေးမှာဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မိတ်ဆွေရဲ့လက်ရှိအပင်သက်တမ်းကိုကွန်မန့်မှာရေးသားခဲ့လိုက်ပါရေတံခွန်စိုက်ပျိုးပညာရှင်တွေကတရားဒီလုံးမှာပလဲပတ်နည်းနဲ့ပတ်သက်ပြီးတော့ပြန်လည်ဖြေကြားပေးသွားပါမယ်